ကယ်ကထက်စီးပြန်ပြီဒါနဲ့ဆိုဒုတိယအကြိမ်ပေါ့နော်ဟိုစမှာဆိုင်ကယ်ငှားတော့မေးတယ်အရင်စီးဘူးလားတဲ့စီးဘူးတယ်လို့ပြောလိုက်တယ်ဟုတ်တယ်လေကိုလည်းညာတော့မဟုတ်ဒါဒုတိယအကြိမ်စီးတာဆိုလိုင်စင်တွေပါတော့ဘာမှမမေးပါဒီလမ်းလေးလှလို့ဆရာလဲတလန်းသွားရင်အရှိမရောက်တော့ရှုခင်းနေလှရတဲ့နေရာမှာတက်ပုံဆင်းဆင်းရဲ့ဟောတက်ပုံရက်ရက်ပြီးကြရင်လည်းလှ